မိမရေမင်းဘယ်မှာတော့ဟဲ့ငါဧည့်သည်ပါလာလို့ဟဲ့အာဧည့်သည်ကပါလာပြန်ပြီဟဲ့ဒီမိမဒီလောက်ခေါ်မကြအောင်မကြဘာလို့လဲကိုကြီးဒီနောက်ခဏထိုင်အောင်ကျွန်တော်မိမကိုသွားခေါ်လာအောင်မယ်နော်အော်ကိုအင်ရှင်ဒီကိုမသိအော်ဒီယောက်ျားတော့ခက်ပါလေဟာမိမနင်ဒီလောက်ခေါ်မကြအောင်မကြဒီနောက်မှာဘာကြီးလုံလာတော့ငါဧည့်သည်ပါလာတယ်ဟာကြားတယ်တော်ကြီးကြားတယ်တော်ကြီးရှေ့လာကုန်ရဲ့ကိုအင်ရှင်ဒီကိုမသိပဲနဲ့ဧည့်သည်မြန်ခေါ်လာရစလားဖားရှိဘူးဟာခေါ်ခဲ့ပြီးမှတော့အားနာစရာကြီးကွာမျိုးဘာရှိရောမရှိရတော့ကျွေးရမှာပဲဘာရှိရမလဲတော်ကြီးဒီမှာကြည်အောင်မြစ်ကြော်ရဲ့ထမင်းရဲ့ဒါပဲကျမတို့လင်မရတော့ဘလို့စားမှန်းမသိလို့ကျမမိဖို့ကြောင်းထဲမှာအဲ့ဒါဆိုဒီလိုလို့မိမရေယောက်ျားဟိုနားနေမှာထိုင်းနေမယ်မိမဒီထက်ကနေပြီးတော့ဟင်းဘကန်ကြကွဲတာနော်អော်လိုက်ကြက်သားဘကန်ကြကွဲတယ်လို့ပြောနော်အဲ့ဒါနဲ့ယောက်ျားဟိုကနေလက်မိလိုက်လို့ရှိရင်မိမဘာရှိလဲလို့မြစ်တစ်ခွက်ပဲရှိလို့လားလို့ပြောရင်အေးယောက်ျားဘာတက်နိုင်မလဲကွာလို့မြစ်နေပဲစားရမှာပေါ့မင်းကြကွဲသွားမှာတော့ဆိုအဲ့လိုပြောမယ်နော်တိုင်မင်ကိုင်နော်โอเคသွားပြီယောက်ျားကြီးလုံးမအောင်ယောက်ျားကြီးဟာမိမဘာဖြစ်တာတော့စကားပြန်လဲမရဘူးဟေးဒီမိမတိုင်မင်ကြိုက်ထားတယ်တော့လွဲပြီထင်တယ်ဟာသွားကြည့်အောင်ဟာမိမဘာဖြစ်တာတော့တိုင်မင်ထားတဲ့အတိုင်းလည်းမပြောဘူးကွာမြေစက်သားရင်ကြောက်ွယ်လို့ပြောမှလေခုဘာမှမပြောဘူးခုမှအာနာကြီးလို့ဘာဖြစ်တာတော့စက်သားဖြစ်မဟုတ်ဘူးတော်ကြီးကျမတို့နှစ်ယောက်နှစ်ပါးသွားမယ်မြစ်ပကံလေးဗျာဟာမိမလုံးလိုက်ရင်တလွဲငါတို့လည်းငတ်ပြီပေါ့ကွာညသာ